2022 ခုနှစ်ရဲ့နေ့တနေ့မှာတော့ရှေးရောက်သူတေသနာပညာရှင်တွေကအီဂျစ်နိုင်ငံမမ်မီအုတ်ဂူတွေကနေပြီးတော့ပြားရည်ဒဗလင်ကိုတွေ့ရှိခဲ့ပါတယ်။တွေ့ခဲ့တဲ့အုတ်ဂူကတော့ဖာယောဘရင်တွေကတူတန်ခါမန်ဆိုသူရဲ့အုတ်ဂူလည်းဖြစ်ပါတယ်။လေးလာတွေ့ရှိချက်တွေအရဒီအုတ်ဂူရဲ့တက်တန်နှစ်ပေါင်း3000လောက်တက်တန်ရှိနေပါပြီ။ဒါကြောင့်မို့လို့သူနဲ့အတူတွေ့ခဲ့တဲ့ပြားရည်ဒဗလင်ကိုစားသုံးလို့မရဘူးဆိုပြီးတော့အားလုံးကလည်းယူဆခဲ့ကြပါတယ်။ဒါပေမဲ့လည်းပြားရည်ရဲ့ပလင်အဖုံးကိုဖွင့်လိုက်တဲ့အချိန်မှာအားလုံးရဲ့အယူအဆတွေကမှားယွင်းနေကြဖြစ်ပါတယ်။ပြားရည်ကမပုံမတိုးတဲ့အပြင်ကိုမှစားသုံးလို့ရနေကြဖြစ်ပါတယ်။ဒါကြောင့်မို့လို့လွန်ခဲ့တဲ့နှစ်3000လောက်ကပြားရည်ကမပုံမတိုးတဲ့အပြင်စားသုံးလို့ရနေရဆိုတော့အားလုံးကယုံရခက်ခက်ဖြစ်နေပါလိမ့်မယ်။ဖြစ်နေရင်တော့စိတ်ချလက်ချပဲယုံကြည်လိုက်ပါ။ပြားရည်ဟာဆိုလို့ရှိရင်သူ့ရဲ့တိဆောက်ပုံကြောင့်မပုံမတိုးနိုင်တာလည်းဖြစ်ပါတယ်။သိပ္ပံနည်းကြတွေ့ရှိချက်တွေအရဆိုလို့ရှိရင်ပြားရည်မှာရေတက်ပါဝင်မှုအလွန်နှဲပါပြီးတော့အဆစ်တက်ကျဲဝါကြောင့်လည်းဖြစ်ပါတယ်။ပုံမှန်ပြားရည်ကရေတက်19%နဲ့ပေ3/2ပါတဲ့အတွက်ကြောင့်မလို့ဘက်တီးရီးယားနဲ့အခြားသောအဏုဇီဝပိုးမွှားတွေကအသက်ရှင်ဖို့တည်းမဖြစ်နိုင်ပါဘူး။လုံလောက်တဲ့အပူချိန်တစ်တော်တဲ့တိုးလောင်မှုနဲ့စနစ်တကျသိသိထားမယ်ဆိုရင်နှစ်ပေါင်းများစွာကြာမပုံမတိုးပဲစားသုံးနိုင်မှာဖြစ်ပါတယ်။ဒီလိုစားသုံးလို့ရရဆိုပေမဲ့လည်း American စိုက်ပျိုးမှုမြေဌာနကနေပြီး12လလောက်အထိပဲထားတင်နေဆိုတဲ့အကြောင်းကိုအကြံပြုထားပါတယ်။စနေနောက်ပိုင်းရောက်လာပြီဆိုလို့ရှိရင်ပြားရည်အာနိသင်ကတဖြည်းဖြည်းလျော့လာပြီးမပုံမတိုးလည်းမစားရကောင်းတယ်ဆိုပြီးညွှန်းထားပါတယ်။တကယ်လို့စားကြည့်ချင်တယ်ဆိုလို့ရှိရင်နှစ်ပေါင်း3000လောက်ကပြားရည်တောင်မှစားသုံးလို့ရနိုင်တာမို့စမ်းကြည့်လို့ရပါတယ်။